ကျွန်တော်ဒီနေ့ဒီ Asandia strategist ဒီ management group နဲ့ကျွန်တော်တွေ့ဆုံရတဲ့အကြောင်းလေးတစ်ချက်ပြောပြပါမယ်တနေ့ပါကျွန်တော်အလုပ်လုပ်နေတဲ့ကျွန်တော်ဌာနမှာဘတ်သူကရောက်လာအော်ဆိုပြီးတော့မှအံ့ဩမိတာပေါ့ဘတ်သူနဲ့ကကျွန်တော်နဲ့ကဟို2009 2008ပေါ့ကျွန်တော်တို့ကအဲ့ပါတကုတ်သက်သူမှာဆရာလုပ်နေတဲ့အချိန်ပေါ့သူတို့ကတော့ကျောင်းသူလေးတွေပေါ့ဗျာသူကအေးလိပ်စာဘာသာနဲ့ကျောင်းတက်နေတဲ့အချိန်ပါအဲ့ရတည်းစပြီးတော့ပါကျွန်တော်သိခဲ့ကြတာဒါပေမဲ့ဒီကြားထဲမှာအကြောင်းအပြိုးနဲ့ကျွန်တော်တို့မတွေ့ခဲ့ကြဘူးရုတ်တရက်ကျွန်တော်ဒီအလုပ်တရားကိုဘတ်သူကရောက်လာတော့ကျွန်တော်အံ့ဩသွားတာပေါ့အံ့ဩကသူကလည်းလူကြီးပုံပေါက်နေအရေးလို့ငငယ်ရွယ်ရွယ်တက်တက်ချာချာပုံစံမျိုးလေးမဟုတ်ပဲတဲ့လူကြီးပုံလေးပေါက်တော့ကျွန်တော်ရုတ်တရက်မမှတ်မိဘူးသူကမိတ်ဆက်ပြီးတော့ကျွန်တော်ပြန်မှတ်မိသွားတာပေါ့အဲ့ဒါနဲ့ပဲကျွန်တော်ဒီသူလှုပ်ချင်တဲ့ဒီ Asandia strategist management group ပေါ့ကုမ္ပဏီလေးသူကတည်ထောင်ပဲတဲ့အဲ့ဒါလေးရဲ့ရည်ရွယ်ချက်လေးပြောပါဦးဆိုတော့သူကလူသားအကျိုးပြုလုပ်ငန်းတွေများတယ် HR management တို့ကျွန်တော် management strategist ဆိုနောက်ပြီးတော့ကျွန်တော်တို့ဒီလူတွေကိုတော့ရွေးချယ်တဲ့ဒီစိတ်ပိုင်းဆိုင်ရာအချက်လက်ကိုလေ့လာတဲ့အရာလို့အဲ့ဒါနဲ့ပတ်သက်ပြီးသူကကျွန်တော်ဌာနကိုရောက်လာပြီကျွန်တော်အကူကြီးလာတောင်းတာဗျတောင်းရတဲ့ပဲအဲ့မှာကျွန်တော်ဒီအဖွဲ့နဲ့ကျွန်တော်ပေါင်းဆက်မိပါတယ်ဆက်ပြီးတော့လဲကျွန်တော်ကဒီအဖွဲ့နဲ့ပတ်သက်တဲ့လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာအချက်လက်တွေပေါ့အဲ့ဒါတွေအများကိုနော်သူတို့လိုအပ်တဲ့အချက်တွေကိုကျွန်တော်ဝိုင်းဝဲကူညီပေးဖို့လဲကျွန်တော်ဟိုပေါ့ဆုံးဖြတ်ထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်ကလည်းကူညီရမယ်နော်အကြောင်းအရာတွေကအများကြီးလဲရှိပါတယ်ကျွန်တော်ဘက်မှာလည်းဒါလေးအဆက်အသွယ်ရတော့ကျွန်တော်လည်းဒီပေါ့ဒီပြည်ကြရက်ကိုအသုံးချခြင်းတဲ့သဘောလဲပါတဲ့အတွက်အတော်ဖြစ်သွားတာပေါ့ဗျာအဲ့ဒါပဲကျွန်တော်ဒီဘတ်သူနဲ့ပဲဆက်သွယ်ပြီးတော့မှဒီလိုဒီကုမ္ပဏီကိုအခုစတင်ပြီးတော့မိတ်ဆက်ပြီးတော့မှရောက်လာခြင်းဖြစ်ပါတယ်ဆိုတာပြောကြရင်လည်းနေကုန်းချုပ်ပါတယ်ဗျာ